စ်ခင်လေးစားရတဲ့ဝိညာဉ်ဖခင်မိခင်နဲ့အတူတူဝိညာဉ်ကောင်းဆောင်များကမ္ဘာနိုင်ငံအသီးသီးမှာနေထိုင်ကြတဲ့ယုံကြည်သူမိသားစုများအားလုံးကိုဒီညကနေပြီးတော့ Merry Christmas လို့နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲ Christmas အချိန်မှာဘုရားထံကလာတဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းနဲ့အတူတူအသစ်တော်ကောင်းကြီးမင်္ဂလာအသစ်တော်ထိုးဖောက်မှုတွေရရှိပါစေလို့ဒီညကနေဆုတောင်းမြတ်တာပို့အပ်ပါတယ်အားလုံးပဲ Merry Christmas ပါအားလုံးပဲမင်္ဂလာပါ International American Maker Bangkok မိသားစုဝင်အားလုံး Sweet December ပါခုကာလကတော့သခင်ယေရှုခရစ်ဟာတမန်ကြီးရဲ့လက်ဆောင်တွေနဲ့ဒီလောကကိုကြွလာတာဖြစ်ပါတယ်ဟေးညီကိုတို့2025ရဲ့နောက်ဆုံးလဖြစ်တဲ့ Sweet December ကိုရောက်ရှိလာပြီနော်နောက်နေ့ရဲ့ဖျားခင်မှုစုနဲ့ကောင်းချီးမင်္ဂလာတို့တင်ခန်းစားရုပ်ရင်ခုန်နေပြီလားစစ်တီစင်မှာလည်းဆိုင်တဲ့ကောင်းကြီးမင်္ဂလာဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းချစ်ချင်းမေတ္တာများနဲ့တင်တဲ့တည့်ရမိသားစုပေါ်မှာတက်ရောက်ပါစေချစ်ရတဲ့မိသားစုဝင်များခင်ဗျာဒီကနေ့ IMMC ဘန်ကောက်တင်းတော်ကနေပြီးတော့ဒီလထဲမှာအေးဝင်ကလစ်ပွဲမြောက်များစွာကိုပြုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေရဲ့ဆုတောင်းခြင်းအပြည့်၎င်းလူကိုယ်တိုင်ပါဝင်ခြင်းအပြည့်၎င်းလာရောက်ပြီးတော့ပါဝင်လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်အေးချမ်းလာတဲ့ဆွစ်တင်စင်ပါညကိုမိသားစုနဲ့အတူပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ IMC ဘန်ကောက်အသင်းတော်ကဒီခုကောင်းတောင်းလိုက်ပါတယ်မနစ်ကသင်ခန်းစားရတဲ့ကောင်းကြီးမင်္ဂလာတွေထဲဒီနှစ်မှာနှစ်ဆသောကောင်းကြီးမင်္ဂလာခံစားဖို့ယေရှုနာမနဲ့ဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်